체디 리quete 투용는데 에구တနင်္ဂနွေနေ့ထမခွတ်မဲ့ချေဒီမှာပေါက်ပြီဗျာလီကွက်ပဲထဲပဲထူရမှာနော်လုံးဝမပြတ်နဲ့လီကွက်ထဲပဲထူကဲအားလုံးပဲမင်္ဂလာပါမျိုးလို့ကြီးကျွန်တော်ကတော့အရှင်းဘက်မှာလည်းပဲချေဒီကို964လူပေးတာ963ဆိုပြီးတပွင့်ပွားနဲ့ကတ်ခံလိုက်ကြရတယ်ဒါမဲ့ဒီတစ်ပတ်မှာတော့လုံးဝတေချသွားပါပြီကဲမင်္ဂလာရှိတဲ့တောက်တန်နေပိတ်နေလေးပါဒီတစ်ပတ်မှာဆိုရင်ကျွန်တော်ဒီနေ့တောက်တန်နေတရက်လုံးမှာတိုင်းကိုအလဲထိုးနိုင်ခဲ့ပါပြီမနေ့ပိုင်းမှာmain ကွက်ထဲကိုထဲမှန်ခဲ့တယ်လို့ညနေပိုင်းမှာလည်း6ကျွန်တော် main ကွက်ထွေးပေးခဲ့တဲ့ဗီဒီယိုမှာကြည့်မယ်ဆိုရင်တွေ့နိုင်ပါတယ်တိန်းကနေဆိုပြီးတဲဟီကိုမှန်ခဲ့တာပါကျပေါက်တဲ့သူတွေလည်းအားလုံးပြောနေကြပြီလို့ယုံကြည်ပါတယ်ဒီနေ့မှာတော့ကျွန်တော်စီမှာဒူရီလာရောက်တန်းဆန်းခဲ့တဲ့မျိုးတွေအတွက်နောက်တစ်ပတ်အတွက်ထူး9000တန်မွေးကက်ကြီးကိုပို့ပြီးတော့မှဖြစ်ပါတယ်ဒီနေ့လာနေ့မှာလာထိုးမဲ့သူတွေကိုလည်းပဲကျွန်တော်ဒီ9000တန်မွေးကက်ကြီးကိုခတ်မဲ့ပို့ပေးအောင်မှာမလို့အခုပဲ file မှာလာဟင်းထားလိုက်ပါကဲအခုဆိုရင်တနင်္ဂနွေနေ့မှာထွက်မယ်ထိုင်းတီချဲတီအတွက်မျိုးတို့စောင့်မျှော်နေကြပါပြီကျွန်တော်အသေးချာကိုဝယ်ရရှိထားတဲ့28ပိတ်ကနန်းလေးကွက်ပါဒီဗီဒီယိုမှာကျွန်တော်တစ်ခါလေးပြပေးလိုက်ပါတယ်ဒီကနန်းကြီးကိုလုံးဝမပြန်မဲနဲ့ဒဲတီကြီးပဲထိုးရမှာဖြစ်ပါတယ်ဒီလေးကွက်ကတော့တနင်္ဂနွေနေ့အတွက်အိမ်ငယ်လွယ်ရမယ်အကွက်တွေပါပြီဒီကနန်းတွေကိုကျွန်တော်စီမှာကန်ဆယ်တင်တာပဲဖြစ်ပြီးအခုဗီဒီယိုမှာပြပေးထားတယ်ဖုန်းနံပါတ်မှာချဲထိုးခြင်းလို့ဆိုပြီးစပို့ထားလိုက်ပါတော့ပြုတ်ဒီကျွန်တော်စီမှာလာထိုးမယ်ဆိုတော့ main ရွေးကွက်လေးတောင်းဖို့မမေ့ပါနဲ့နော်အားလုံးပဲကျွန်တော်တို့အောင်မြင်မှုတွေစက်တက်ရယူလိုက်ကြအောင်ဗျာ